နေစစ်တက်ခဲ့ရတာအဲ့တော့အိမ်လောက်တယ်ကျန်းတိုက်တယ်တထဲလောက်ကိုအပြေးဝလောက်ပေးတယ်တထဲနေငါ့ကိုပေးတာ300ပဲနေငါရဲ့ရှိတယ်လက်တွေပဲပိုင်တယ်ငါအတွေးခေါ်နေမပိုင်ဘူးဗဇက်ကနေပြီးတော့ဆက်မောတထဲကဆေးပေးတယ်နော်ဆက်မောကဒီနေ့ YouTube ထဲအရာတွေအကုန်လုံးနားထောင်တယ်ဟုတ်လားတထဲကိုပြောလိုက်တယ်သူပြောတယ်ဖုံးပြောတာမကြိုက်ဘူးတဲ့ငါဖုံးနားထောင်တာပဲငါဘာမှပြုတ်ဒါပေမဲ့ငါလက်ကလုံနေတယ်လေဟုတ်တယ်ပါအဲ့တော့ဒီနေ့ဒီလိုမျိုးနေစားလုပ်ကိုလည်းတထဲတိုက်အောင်လုပ်တယ်ဘာလို့လဲကိုရုံခွဲလို့မရသေးတဲ့အချိန်မှာနော်ဒါပေမဲ့အုံနောက်ဟာတထဲမဝယ်ထားဘူးအဲ့တော့ဒီနေ့ပြန်သွားရင်ပြောလိုက်မယ်တထဲမကြိုက်လို့တထဲမလို့လို့တထဲဘာဖြစ်လို့မသိဘူးဆန္ဒဖာရပါနော်ဒါပေမဲ့မှတ်ထားအဲ့ဒီတထဲဆိုတဲ့သူတွေဟာဒီနေ့စင်ပေါ်မှာကိုမင်းကျော်ဦးပြောသွားသလိုပဲကိုလောင်းနေတဲ့တစ်ပင်ဟာကိုတစ်ပင်မဟုတ်ဘူးသူများပင်ကြည့်အောင်ပဲကိုလောင်းတာနော်နောက်ဆုံးကိုကအသီးလေးတစ်လုံးနှလုံးပဲစားရမှာဟုတ်တယ်နော်တစ်လောက်ကို1000-2000ပဲရတာအဲ့တော့ဒီနေ့ကိုပင်ကိုစိုက်မယ်ဒီနေ့ထမင်းစားဖို့အတွက်တထဲလုံးမယ်ဘဝအောင်မြင်ဖို့အတွက်ဆက်မောလုံးမယ်စားဖို့အတွက်ထမင်းခံတရက်တာလေးထမင်း3နဲ့လေးစားရဖို့အတွက်တောင်မှတနေ့မိုးလင်းမိုးချုံ7နာရီလောက်တဲ့ဆိုတဘဝလုံးစာအတွက်ကြံတဲ့အချိန်တွေအကုန်လုံးဟာငါအချိန်တွေပဲအဲ့တော့ဒီနေ့အားလုံးမလေးညီမလေးတို့ရန်ကန်ကောင်းတယ် YouTube ထဲမှာနားထောင်မယ်ကြည့်မယ်ဆက်မောစီးပွားရေးဟာနီးတာဝေးတာအပလိုက်ရှိတာမရှိတာနဲ့မဆိုင်ဘူးကိုနဲ့ပဲဆိုင်တယ်နော်ကိုအောင်မြင်စေတယ်မအောင်မြင်စေဘူးဒါနဲ့ပဲဆိုင်တယ်အောင်မြင်မှုဆိုတာဟာလူတိုင်းစီကိုသွားတာမဟုတ်ဘူးနော်အောင်မြင်မှုဟာလူရွေးတယ်အောင်မြင်မှုဟာသူ့ကိုလိုချင်တယ်ဆိုပေမဲ့နေပါဇက်ကလိုချင်နေတာလားနေတကယ်လက်တွေ့လိုချင်တာလားသူကြည့်ပြီးတော့မှလာတာဟုတ်လားအဲ့တော့ပါဇက်ကလိုချင်တယ်ပြောရုံနဲ့မလာဘူးကိုကလက်တွေ့